လည်းမပြောပြပဲမင်းပြီးသေးစောယုံကြည်သူမို့မလို့ပဲတင်ဒီကြောင့်လည်းပတ်သက်အကိုရောနောင်ရောဘယ်တော့မှမပြေရှင်းခြင်းရေစံမချောခဲ့သည်များရေစုံမမော